သာဝန်လာရှင်ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာမကြခင်ချိန်ကျွန်းမှာဆိုလို့ရှိရင်တော့ Yes မျိုးသမီးအာရှဗလာ2016စီစဉ်ပွဲဂရုစီရဲ့ပွဲစဉ်တစ်ပွဲဖြစ်ရှင်းပန်းကစားသွားကြမယ်ဘင်္ဂလားဒေ့ရှ်လေစဉ်မျိုးသမီးဘလုံးအသင်းနဲ့မြန်မာလေစဉ်မျိုးသမီးဘလုံးအသင်းတို့ရဲ့ပွဲစဉ်ကတော့ကြခင်ချိန်မှာစတင်ပြီးတော့ရှင်းပန်းကစားတော့မှာပဲဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်အသင်းအနေနဲ့ကတော့ပွဲထွက်ကစားသမား17ယောက်စီးမှာတော့ဂုသမားနေရာမှာတော့ကျွန်တော်们1ရူနာခြားသောကစားသမားတွေအဖြစ်ကတော့ကျွန်တော်们2ရှီယူလီအစင်ကျွန်တော်们3ရှန်ဆွန်နဟာကျွန်တော်们4အဖီဒါအသင်းကောင်းဆောင်ကျွန်တော်们5ကိုဟာဒီကျွန်တော်们6မိုနီကာကျွန်တော်们9ဆပ်နာရာနီကျွန်တော်们10မာရီယာမန်ဒါကျွန်တော်们10တိုဟူရာကျွန်တော်们19ရီတူပေါ်နာနဲ့ကျွန်တော်们20ရှန်ဆွန်နဟာတို့ဘောထွက်ကစားသမားစီးမှာတော့အသုံးပြုလာတာပဲဖြစ်ပါတယ်ဒီမြန်မာလေးတွေအမျိုးသမီးအသင်းရဲ့ဘောထွက်ကစားသမား17ယောက်စီးမှာတော့ဂုသမားနေရာမှာတော့ကျွန်တော်们22လူမြမြငိမ့်ပေါ်ထွက်လာခဲ့ပြီးတော့အခြားသောကစားသမားတွေဖြစ်ကတော့ကျွန်တော်们2နှင်းပွင့် A ကျွန်တော်们4ဆုံးရဦးကျွန်တော်们5ဖြူဝင်းကျွန်တော်们6နော်ထရက်ဝီကျွန်တော်们8စန်းတော်တော်ကျွန်တော်们10ခင်မမိုထွန်းအသင်းကောင်းဆောင်ကျွန်တော်们17ယူပါခိုင်ကျွန်တော်们19ရွှေရီထွန်းကျွန်တော်们21ရုံးဝီလိုင်းနဲ့ကျွန်တော်们23ခင်မျိုးတန်နာထွန်းတို့ပေါ်ထွက်လာတာပဲဖြစ်ပါတယ်ဖြူခွေးဝသိကြီးထွန်းဝင်းဝင်းအစရှိတဲ့ကစားသမားတွေကိုတော့ဒီပြကြီးအဆိုအိုကီရန်စင်းမှာပဲသုံးမိလာတာတော့တွေ့ရတယ်ဗျာဝင်ပွဲမှာအပရစ်သွင်းလာတဲ့ဝင်ကတော့အရန်စင်းမှာပဲရှိနေခဲ့တယ်ဗျအခုလိုရှင်တော့ပွဲစားရဲဆိုတဲ့မြန်မာတင်မဲ့ယူရီလာအေရီယာတို့ဖြတ်ပို့ပေးထားတယ်ပိုက်ကန်လာပြီဆိုဘင်္ဂလားဒေ့ရှ်ပဲရှက်ဆွန်နာဟာအေရီယာဝင်လာပြီချိန်မှာတော့ကွင်းလက်တန်ကပြစ်ထန်မောတတ်မှတ်ထားခဲ့တာဖြစ်ပါတယ်နေငယ်တော့အန်ဒီများတယ်ဗျဒီပွဲလန်ကန်လာပြီပြန်ထွက်လာထက်ကန်တယ်ဂိုးတယ်များဒီချိန်မှာတော့ပြိုင်ဘက်မြန်မာအသင်းရဲ့အေရီယာထိန်နောက်မှာရရှိလာတဲ့အခွင့်အရေးတစ်ရပ်ကိုဘင်္ဂလားဒေ့ရှ်အသင်းအကောင်းဆုံးတုံးချသွားနိုင်ခဲ့ပြီဖြစ်ပါတယ်ပေါ်ပါရကတင်ဆိုရင်ရရှိလာတဲ့လွတ်တဲ့ကံဘောကနေလူတိုင်းကိုထိပြီးတော့ပြန်ထွက်လာတဲ့ဘောလုံးရီဂျူဘောနာဒီဂရိုင်ပဲဒုတိယအချိန်ကန့်သွင်းပြီးတော့ဘင်္ဂလားဒေ့ရှ်အသင်းအတွက်လိုအပ်နေတဲ့ဥဆောင်ကိုတော့သူပေးသွားခဲ့တာပဲဖြစ်ပါတယ်ရီဂျူဘောနာရဲ့ပထမအချိန်ကန်ချက်ကကောင်းဝင်ခဲ့သလိုဒီအချိန်ကန်ချက်ကပူပူကောင်းဝင်ခဲ့ပြီးတော့တွင်းကိုဖြစ်ပါပြောင်းလဲနိုင်ခဲ့တာပဲဖြစ်ပါတယ်ဖွင့်ပွဲစဉ်မှာတော့လည်းဘင်္ဂလားဒေ့ရှ်အသင်းအတွက်တွင်းကိုတွင်းပေးနိုင်ခဲ့တဲ့ကျွန်တော်မဆက်ခွန်ရီဂျူဘောနာဒီချိန်မှာလည်းအသင်းကိုတော့ဥဆောင်ကိုစပြီးတော့တွင်းသွားခဲ့ပြီပဲဖြစ်တယ်များဒီမှာအေးဖြတ်ချိုးပေးလာပြီးခေါင်းတိုက်ပြီးကဲဟိုမြန်မာအသင်းတော့ကံကောင်းလုံးနဲ့အခြေအနေတရက်လို့ပဲပြောရမှာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်အသင်းနောက်ထပ်ဥဆောင်ကိုထပ်ပြီးတော့ရသွားနိုင်တဲ့အကောင်းဆုံးခွင့်ရေးလဲဖြစ်တယ်ဗျာတိုက်စစ်ကရှက်စွန်နဲ့အပိုင်ပိတ်သွင်းခွင့်ရခဲ့ပေမဲ့လည်းသူ့ရဲ့အဆုံးသက်ချက်ကဂိုးတိုင်ထိပြီးတော့ထွက်သွားခဲ့လို့မြန်မာအသင်းတော့တတ်တာရခဲ့လို့ပြောရမှာဖြစ်ပါတယ်စံတော်ဆိုပါပြီးတာလေတော့ထထဝေလွတ်ကျွတ်ပဲမြန်မာကစားမ2ယောက်တော့ခင်ဗျာရပါခင်ဗျာလွတ်ကျွတ်ပဲကန်လာတယ်ဒါပေမဲ့အနေထားတော့ဒီတဲ့ဘောဖြစ်သတ်မှတ်ထားတဲ့အနေ5မိနစ်မှာမြန်မာအသင်းပြန်လည်ပြီးတော့ရရှိတဲ့အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်ထောင်ချောက်ကိုဖောက်ထွက်လာခဲ့တဲ့ထထဝေနဲ့ရွှေရီထွန်းလေပေးရတယ်ယူရီလိုက်ဒါကြောင့်ပြန်တော့ပေးတာနော်ထထဝေရှုမျောပေးတာလေစမ်းတော်တော့ရှော့ပြတ်တက်လာခဲ့မြတ်ဒါပေမဲ့ဘုသမားပဲထထလာခင်မိုးထိုးကိုမမရှိတဲ့ကိုမရဲလက်ကန်လိုက်ပြန်ပြီတင်ကောင်းဆောင်ခင်မိုးထိုးဖြစ်ပါတယ်ဒီဘောနဲ့တက်မှတ်ခဲ့ခြင်းမရှိတဲ့အနေထားလိုပဲဆုံးမှာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်အသင်းကိုမရူနာသူရဲ့သားနေကြပုံစံအတိုင်းပဲလွတ်ထွက်လာတဲ့ဘောလုံးတွေကိုဂိုရီအေရီယာအပြင်ဘက်ထိတက်ပြီးတော့ရှင်းထုတ်ထက်တဲ့နေသားကိုတင်ကောင်းဆောင်ခင်မမိုထွန်းခွင့်ရယူဖို့အတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့သူ့အနေနဲ့ကလည်းပြင်းလွှမ်းရင်းကနေဂျူတီရဲ့ကန်ရတဲ့နေသားဖြစ်တဲ့အတွက်ကြောင့်မလို့ဘိုးဖြစ်တော့ပြောင်းလဲနိုင်ခဲ့ခြင်းမရှိဘူးခင်ဗျာစင်မုတ်ထားရင်မြဖြူဝင်းဒီရဲကိုမပေးရတယ်ကောင်းတယ်မကြိုးစားတယ်ဒီပါခိုင်လက်ကန်လာတယ်အဲဒီတော့တော့ပိုက်တယ်ဘာတိုင်းထိပြီးတော့ပြန်ထွက်လာတာဖြစ်တဲ့ကြောင့်မလို့ဒီပေါ်တက်မဲ့ဖို့တော့တပြေးပြေးနဲ့နီးစပ်နေပြီလို့ပဲဆိုရမှာဖြစ်ပါတယ်ဒီအပြင်ဘက်ကနေယူပါကန်ရဲ့ကန်ချက်ကကောင်းတယ်ညာ
မဲ့ကန်တီယာကတော့မြန်မာအသင်းဘက်မှာရှိနေဖို့အတွက်နည်းငယ်ဝေးကွာနေခဲ့တယ်ခင်ဗျာဒီဝင်းမင်းရှေ့ပို့ပြီးသားတယ်ညာဒီကောင်းဦးတွေမြနောက်ထပ်ဝေးဂျုံရီလိုင်းနောက်ထပ်ဝေးပဲတားဘောလှရည်မြဂျုံရီလိုင်းခြေကြည့်နေတယ်ဘယ်သူမှမပေးသေးဘူးဖြတ်ပြန်ခောက်ထားတယ်ညာထဲမှာလွတ်နေတယ်ခင်ဗျသန်းတော်အေရီယာထဲမှာထိစားတယ်လက်ကမ်းပြီတော်ရရှိလာတဲ့အခွင့်အရေးကိုအေရီယာထိတ်ဆက်မာနေမယ်သုံးသပ်ဖို့အတွက်အကျိုးသားခဲ့တာပဲဖြစ်ပါတယ်ချက်လူဆိုတော့ဆေးရပြီနဲ့ဒီရဲဝင်လာပြီလေနောက်ကျနေတယ်ဗျာအသိလေမြန်ပဲပြေးဝင်ပြီးတော့ရှုပ်ထားတယ်ဗျာဇူရဦးရှူတဲ့ကနေပေးတာတယ်ဖြူဝင်းဒီရဲဝင်ဖို့ကြိုးစားနေတယ်ဖြူဝင်းဒီရဲကတော့လဲကျသွားခဲ့တယ်ခင်ဗျာဒါမဲ့ပြန်နေပြည့်တဲ့အဖြစ်သတ်မှတ်ဖို့တော့ကလေးတိုင်းကတော့ညှင်းဆန်ထားခဲ့တယ်ခင်ဗျာရီတူပေါ်နာဘယ်ကျမ်းပါပဲခင်ဗျာငင်ပွင့်အေကိုဖျက်သူကြိုးစားနေတယ်ကြော်လာတယ်ခင်ဗျာရီတူပေါ်နာဟိုလေးကိုအနေအများတဲ့နေထားတစ်ခုပဲခင်ဗျာရီတူပေါ်နာရဲ့ဖျက်တင်ပေးဖို့မှုကိုကွင်းလျာနေတောက်လျှောက်လိုက်တက်လာခဲ့တဲ့မိုနီကာလိုက်တဲ့ပိတ်သွင်းမှုအတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်ချင်းဒီကြည့်နေဗျမြန်မာအသင်းပဲနောက်တန်းမှာပေါ်မှာရှိနေခဲ့တဲ့ဇူရီယာဦးလူပေးတာမှားသွားပြန်ပြီခင်ဗျာရီတူပေါ်နာဘင်္ဂလားဒေ့ရှ်အသင်းပဲခွင့်ရကိုအသုံးချနိုင်မလားစောင့်ကြည့်ရမယ်ရီတူပေါ်နာရှုံးလာကန်လာပြီပွဲစီပေါ်နာရဲ့ဒုတိယမြောက်သွင်းကိုဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်အသင်းကိုဦးဆောင်စေခဲ့ပြန်ပြီဖြစ်တဲ့သွင်းကိုတကိုးပဲဖြစ်ပါတယ်။မှာနောက်တန်းအမှားအနေနဲ့ဘင်္ဂလားဒေ့ရှ်အသင်းဒုတိယမြောက်ဦးဆောင်ကိုထပ်မံပြီးတော့ရရှိသွားခဲ့ပြန်ပြီဖြစ်တယ်ခင်ဗျာ။ပထမသွင်းကိုသူ့ပေးခဲ့တဲ့ဂျော့နမဆက်ခွန်ရီဒူပေါ်နာပဲလက်လက်ပပသူ့ပေးခဲ့ပြန်တာပဲဖြစ်တယ်ခင်ဗျာ။အဲဒီတင်ရရှိသွားတဲ့သွင်းကိုမှာတော့မာတင်နောက်တန်းကစားသမားတွေရဲ့မာနေတဲ့ရီတူပေါ်နာရရှိလာတဲ့အခွင့်အရေးကိုတော့ပိုင်နိုင်ဆုံးအသုံးချသွားခဲ့တာပဲဖြစ်ပါတယ်ဒီချိန်နဲ့နည်းငယ်ထွက်နေခဲ့တဲ့မာကုသမာမျိုးမြမြငင်းကိုပါကြော်ပြီးတော့ပေါ်နာအခုလိုပဲလက်လက်ပပအဆုံးသက်သွားခဲ့တာဖြစ်တယ်နော်ဒါကြောင့်မလို့လက်ရှိမှာတော့ဘင်္ဂလားဒေ့ရှ်အသင်းက2ဂိုးဂိုးမီဆိုတဲ့အနေထားတစ်ခုနဲ့မာတင်ကိုတော့ဦးဆောင်နေခဲ့ပြီနော်ဝင်းပြန်ခောက်ထားတယ်ဝင်းမင်းဒီကိုမျောပေးထားတယ်ယူလက်ကံချိုးလာတယ်နောက်တန်းနဲ့ညှိပြီးတော့ပြန်ထွက်သွားခဲ့တာပဲဖြစ်ပါတယ်လာတဲ့အသင်းမင်းနီကာပြန်တွဲထားတယ်ဗျာလာတဲ့အသင်းသူကနေပေးထားတယ်အောက်လျှောက်လိုက်ဖို့ကြိုးစားမြန်မာကိုသမားထွက်လာပြန်ပြီဗျာမြန်မာကိုသမားကကြော်ထားတယ်ဗျာလူသားကသမားဆူချာနာရတော့ဖြတ်ပို့ပေးရတယ်ဂိုးတွေကိုသွားပြန်ပြီခင်ဗျာတို့ယူအနေအများတဲ့အနေထားတစ်ခုကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်စံတော်ရှင်မျောပေးတာတယ်နနိုးခင်ဘလို့ချစ်ချစ်ပဲလွတ်ထွက်သွားတယ်နနိုးခင်ဂိုးသမားနဲ့တယောက်ချင်းပဲရက်ခောက်တာတယ်နနိုးခင်လက်ကမကျိုးသားတယ်โอเคဂိုးသမားကိုဖျက်ချော်ဖို့ကြိုးစားရင်းနဲ့ပဲပြဿနာနဲ့ကြုံတွေ့သွားခဲ့တာပဲဖြစ်ပါတယ်ဘုံသမားနဲ့တယောက်ချင်းချင်းဆိုင်တွေ့ရတဲ့အနေထားတစ်ခုကနေမာတဲ့အသုံးချနိုင်ခဲ့ခြင်းတော့မရှိဘူးခင်ဗျာစံတော်ရဲ့အကွက်မြင်ပေးပို့မှုကနေလူကျွန်ထောင်ချောက်ကိုပေါက်ထွက်ပြီးတော့မျက်နှိုးခင်းဘုံမောင်ဖြစ်ကြော်ဖို့ကြိုးစားခဲ့တာပဲဖြစ်တယ်ခင်ဗျာအခုပြန်ပြီးတော့ပေးတာခင်ဗျာလင်းလေဦးဒီမှာရှိနေကြတဲ့ဖြူဝင်းဒါကြောင့်ထုတ်ပေးတာတွေဝင်းခင်ဗျာဝင်းဆွဲလာပြီမြဝင်းပဲမြအင်ဂျာလည်းဝင်လာပြီဝင်းချက်ခောက်ထားတယ်ဝင်းခောက်ထားသေးတယ်ဝင်းငါအသိမဲ့ဒီကောင်တော့ခင်မမော်ထိုးအင်ဂျာမှာလဲချသွားခဲ့တယ်မြဒါပေမဲ့ကွင်းလိုက်တာကတော့ပွဲကိုဆက်လက်ပြီးတော့စင်မြိုင်ကစားစေတယ်ခင်ဗျပယ်နတီကိုတော့လစ်လျူရှုထားတာပဲဖြစ်ပါတယ်စီကံပိုးပေးတာတယ်ဒီမှာအသိမဲ့စန်းတော်လွတ်ချွတ်ပဲအင်ဂျာလည်းဝင်လာပြီစန်းတော်ဂိုးသမားနဲ့ပြောင်းချင်းပဲချိုးပေးတယ်ဘေဘီဟိုးပြီခင်ဗျာလက်ရှိမှာတော့ပွဲသားချင်း88မိနစ်ရောက်မှဝင်းလာပဲကျွန်တော်တို့မြန်မာအသင်းလိုအပ်နေကြတဲ့ချီပါဂိုးတစ်ခုကိုတော့စတင်ပြီးတော့သွင်းလိုက်ပြန်ပြီပဲဖြစ်ပါတယ်လက်ရှိမှာတော့2ဂိုးဆိုတဲ့ရလန်
အနေထားတစ်ခုထွက်နေတဲ့အခြေအနေမှာမြန်မာအသင်းအတွက်လက်ကျန်ပွဲကစားခြင်းကတော့နာကျင်အချိန်ပိုတွေပါတတ်မှတ်မယ်ဆိုလို့ရှိရင်တော့9မိနစ်6မိနစ်ဝန်းကျင်လောက်ပဲလိုအပ်နေတာဖြစ်ပါတယ်ခွင့်ပွဲစဉ်မှာမြန်မာအသင်းအတွက် hat-trick သွင်းပေးထားတဲ့ဝင်းဒီနေ့ပွဲစဉ်မှာလေရန်ကုန်ကနေထလာပြီးတော့မြန်မာအသင်းအတွက်လိုအပ်နေတဲ့သွင်းကိုတစ်ခုကိုတော့စမ်းတော်ရဲ့ပေးပို့မှုကိုအကောင်းဆုံးပိတ်သွင်းပြီးတော့ရောက်ယူပေးခဲ့ပြီပဲဖြစ်ပါတယ်လက်ကျန်ပွဲကစားခြင်းတွေမှာကွင်းထဲမှာရှိနေတဲ့မျိုးသမီးအသင်းရဲ့ကစားသမားတွေနဲ့အတူကျွန်တော်တို့ရဲ့ပြည်သက်တွေရဲ့အားပေးမှုကပါတော်တော်လေးကိုအရေးပါတဲ့အနေအထားတစ်ခုကိုရောက်ရှိနေခဲ့ပြီပဲဖြစ်ပါတယ်မာတင်မဲဘောင်းလာတယ်မထက်လူကတော့ကြိုးစားနေတယ်မထက်လူပဲလက်ကျသွားနေပြန်ပြီခင်ဗျာဒီမှာလဲကွင်းလေတိုင်ကဒီကဘောတော်တမတ်ခဲ့ခြင်းတော့မရှိဘူးခင်ဗျာဘင်္ဂလားဒေ့ရှ်အသင်းရဲ့ပနေဧရိယာထိပ်အဆက်မှာလူရိုက်ဖို့ကြိုးစားရင်းနဲ့မေထက်လူကိုဟာဒီနဲ့ထိမိပြီးတော့လဲကျသွားခဲ့တာပဲဖြစ်တယ်ခင်ဗျာဒီမှာလဲဂျော်ဒန်ကွင်းလေတိုင်ကပြက်တကိုညင်းပယ်ထားခဲ့တာပဲဖြစ်တယ်ခင်ဗျာမာရီယာဦးစုကန်နေပေးထားတယ်ဘင်္ဂလားဒေ့ရှ်ပဲခေါင်းဦးတွေမြမာတင်မဲအကစားဝန်သားရှင်ပြည်သက်များခင်ဗျာကျွန်တော်အစီအကံတင်ဆက်နေစဉ်အတွင်းမှာပဲဘင်္ဂလားဒေ့ရှ်အသင်းနဲ့မြန်မာအသင်းတို့ရဲ့ပွဲကစားခြင်းကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ပွဲပြီးဆုံးတဲ့အချိန်မှာတော့ဘင်္ဂလားဒေ့ရှ်အသင်းက2ဂိုးဆိုတဲ့ရလက်နဲ့မြန်မာအသင်းကိုအနိုင်ကစားသွားပါတယ်ဆိုတဲ့အကြောင်းအစီအကံတင်ဆက်ရင်းနဲ့ပဲကျွန်တော်ရဲ့ direct ထုတ်နေမှုကိုဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာအားပေးကြည့်ရှုခဲ့ကြ